Hi everybody အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့သင်ခန်းစာကတော့ English Business Grammar ရဲ့အဆက်ဖြစ်တဲ့နာမ်အကြောင်းကိုပြောရအောင်ဟုတ်လားနာမ်တွေကိုဘာဖြစ်လဲ singular ဆိုတဲ့အနည်းငယ်ကနေ plural အများကြီးကိုပြောင်းနေကြတာဖြစ်ပါတယ်ဒီနေ့တော့ဘာဖြစ်လဲ SS နဲ့ဆုံးတဲ့နာမ်တွေကိုအများကြီးကိုပြောင်းတဲ့အခါဘယ်လိုလုပ်ရမလဲဘာထည့်ရမလဲသူတို့ကိုအများကြီးထည့်တယ်လို့ရှိရင်ဘာဖြစ်လဲ ES ကိုပေါင်းထည့်ပေးရမယ်class classes ဟုတ်ကဲ့အတန်းများလို့အတူတူနောက်က glass ဟန်လေးဖြစ်တယ်မျက်မှန်လေးဖြစ်ဒီညမှာဘာလို့ကျွန်တော်တို့မျက်မှန်လို့သဘောထားမယ်နော် glass glasses dress dresses address addresses princess princesses bus busesဒီနေရာမှာတခုတခြားမှာဖြစ်လေစကလုံးတစ်လုံးရှိပါတယ်အဲ့ဒါတော့ bus ကားပဲဖြစ်ပါတယ်နော်သူက s တစ်လုံးပဲရှိတယ်ဒါပေမဲ့သူ့ကိုအဖြစ်လေ es ထည့်ပြရအဲ့ဒါတော့ bus buses ပေါ့ဒီစကလုံး၅လုံးနဲ့ဒီပါဖြစ်လေဒီအကြလေး၅ချောင်းကိုလည်းကြည့်လိုက်ရအောင် I have 3 classes today ဒီနေ့ကျွန်မဖြစ်လေအတန်း၃တန်းကိုပြီးမို့ရှိပါတယ် The glasses are blue မျက်မှန်တွေကကြာရောင်ရှိပါတယ် She has many beautiful dresses သူမမှာလှပတဲ့အဝတ်အစားတွေအများကြီးရှိပါတယ် I have 2 addresses ကျွန်တော်မှာလက်စာနှစ်ခုရှိပါတယ် The buses are at the station bus ကားတွေကသူတို့ရဲ့မှတ်တိုင်မှာရှိပါတယ်ဒီမှာ station ကဘာဖြစ်လဲ stop နဲ့မတူပါဘူးเนาะ station မှာဖြစ်လဲ stop နဲ့ bus stop ဆိုတော့ဖြစ်လဲကြားဘူးမှာเนาะ bus stop ကိုတွားရအောင်ဆိုတော့ bus ကားတွေကိုစောင့်နေမှတ်တိုင်ကိုခေါ်ပါတယ်เนาะ station ကဘာဖြစ်လဲကျွန်တော်တို့ဒီရထားဘူရာယုံဖြစ်တယ်လို့ bus station လို့ပြောတဲ့အခါဒီ bus ကားတွေတန်းစီရတဲ့မှာbus ကားတွေပေါ်ရင်တော့ gate ထိုးတဲ့နေရာကိုလည်းပမာတွေပြောလို့ရပါတယ်เนาะဒါကြောင့်မလို့ the buses are at the station bus ကားတွေကသူတို့ရဲ့မှတ်တိုင်မှာရှိတယ်လို့ပြောကြရပါတယ်เนาะဒီဆိုတော့ဒီစကလုံးလေး၅လုံးကိုပဲသင်ပြထားပါတယ်ဒါပေမဲ့တခြား channel တွေကနေပြီးတော့စကလုံးတွေအများကြီးရောဖြစ်တယ်ဒီလာလို့ရပါတယ်အခုတော့ရှိတယ်လေ AI ကကျမတို့ brain ဆိုတဲ့အုံနောက်ကိုအစားမထိုးပါဘူးတစ်သက်လုံးအတွက်အမြဲတမ်းမှတ်လို့ရအောင်အသဲနှလုံးနဲ့အလွတ်ချက်ကြပါစို့ CH SH SS F FE or X Y နဲ့ဆုံးတဲ့နာမည်ကို S ထည့်ပြီးလို့မရပါဘူးအားလုံးကိုကျေးဇူးတင်ပါတယ် If you enjoyed it share and follow me follow လေးလုပ်ပေးကြပါ